ငွေဖမ်းကြိတ်ကော ဟိုကကိုယ်ပြေးညီလေးနားမှာဆို အေးပြန်ပြီးကြရင်ညဟိုဘက်သားမကြီးလောဘေးဆွဲလိုက်လေအရင်တော့အတိုင်းပဲအဲ့ဘက်မရှာဘူးအဲ့ဘက်လူသွားလူလာများဒီအထက်တက်မှာဒီဝေယုံမင်းရားတယ်လို့မှတ်တာဟုတ်တယ်တော်တော်အဲ့ဒီဝေယုံမင်းအဆက်မှာခြားထားတယ်ဘေးလွတ်ရသွားလိုက်ကဲရဒီနားလာခြားလိုက်လေဒါကောင်လှက်လို့ကောင်းတော့ဒီဘက်ကလှက်လို့ကောင်းနော်တန်ညောင်းတစ်ချောင်းကျန်ကျေးကြီးအငယ်ကအကွေးအငယ်ကကျေးလေးပေးဟိုနှခမ်းသားတင်လိုက်တိတ်လိုက်မနော်ပုံးအင်ရှိုက်တာဖြစ်နေကွေးနေနေတာလာလာ弄钱好出来了得了လာမင်းလွတ်ပြီမလားဝေကတော်တော်များကြီးကောင်းဝေကရှေ့ရောက်ပြီအမိပဲကြာတယ်ခေါင်းမကြာသေးနော်ညအပေါ်မတိုင်းမဆောင်နဲ့ငါကြောက်နေတလားလာရတယ်တော်မင်းသားမဟုတ်ဘူးထွက်တော့အဘသားတော့ဒီလားမင်းဘေးလို့ရသားတော့တော်နော်ရိုက်ခေါင်းထွက်ပြီရိုက်ခေါင်းထွက်တော်နော်နာဒီလားမမောင်းနဲ့နာမမောင်းနဲ့လာဒီလားကြံတော့မကောက်ပေါ်ထိဆွဲလာမယ်နော်ဒီလိုတော့မတင်ပုံချလိုက်တော့ငါအဲ့နေတော့အပေါ်တက်လာတာလာ
ဒါတော့နင်းပုံနေပြီလိုက်လင်းရခေါင်းထပ်ပြီခေါင်းထပ်ပြီလာဘာလို့ဒီကောင်ကကြာနာတော်လာလို့ဒီလိုတော်မကေရစနေတယ်သွားတော့လားနှာမမောင်းနဲ့လှုပ်လိုက်မှာသွားထွက်ကြပြီဆွဲပုံဆွဲကြပြီသွားတော့ဒီတူမှာလာကြည့်အောင်ပြင်မပြန်တက်မှာလားပြင်မတော့မတက်နဲ့လေသွားဟိုဘက်သွားဘေးလို့ရသွားဟိုဘက်ကိုသွားဘေးလို့ရသွားတော့မင်းကေရစနေတဲ့ရလှပြသွားမလူတွေနဲ့မိမှာကြလို့သွားအမိရဲ့ဟုတ်ဂျာညံ့နေလေဟောမညံ့သွားမှာသွားအမားကြီးထင်တာပဲသွားရလားအဲ့ဒီလုံးလေးတက်သွားပြီကြီးကိုဘေးလေးရသွားဟာဟုတ်တယ်ဟိုဘက်ကလည်းရေသက်ကဟိုဘက်မှာလည်းရှိတယ်ကုန်းစင်းလေးမှာပထမဆုံးတစ်ကောင်ဆိုလန့်တော့နှုတ်ဆက်တာကြီးခေါင်းလေးထောင်ကြီးဒီမှာရင်တားလွတ်ထားတာ3ကောင်ရှိတယ်14ပေ13ပေလောက်ရှိတဲ့တစ်ကောင်လုံးဘက်ကလည်းအဲ့ထက်ပထမဆုံးကောင်အဲ့ထက်3ကြီးဒုတိယတစ်ကောင်နဲ့တော့သေးတယ်တတိယတစ်ကောင်ကဲသွားမွေးဆရာကြီးလားမွေးဆရာကြီးလောက်ရတော့မယ်မွေးလည်းမဲဆရာတော့မလုပ်ရမွေးဆရာကြီးပဲလုပ်မယ်မွေးပဲကဲမယ်ဒါမွေးလည်းမဲမွေးမဖမ်းဖို့မသိတာမွေးပဲကဲမယ်